အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာတော့စွမ်းအင်ကဏ္ဍပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီကမ္ဘာမှာအခုဆိုရင်လူကြီးကများပြားလာတယ်ပေါ့လူကြီးများပြားလာတဲ့တူစွမ်းအင်လိုအပ်ချက်ကလည်းတဖြည်းဖြည်းနဲ့မြင့်တက်လာတယ်နောက်တစ်ခုကျွန်တော်တို့လူတွေကလူနေမှုစစ်နယ်နေတဖြည်းဖြည်းနဲ့တိုးတက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာမဖြစ်မနေသုံးရမယ့်စွမ်းအင်တွေကပိုပြီးတော့များပြားလာတယ်စွမ်းအင်လိုအပ်ချက်ကိုဖြည့်မီဖို့အတွက်ကြတော့ကျွန်တော်တို့စွမ်းအင်အမျိုးမျိုးကိုရှာဖွေအသုံးပြုလာရတယ်ပေါ့နိုင်ငံတိုင်းကလည်းကိုယ်နိုင်ငံတွေကိုဒီစွမ်းအင်လိုအပ်ချက်ကိုပြည့်မီဖို့အတွက်စွမ်းကိုကြိုးစားနေကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာစွမ်းဆိုတာဘာလဲပေါ့နော်နောက်ပြီးတော့စွမ်းအင်ကဘာကြောင့်အရေးကြီးရလဲစွမ်းအင်တွေကလက်ရှိမှာဘယ်လိုပုံစံနေနဲ့ရှိနေလဲပေါ့အဲ့ဒီအကြောင်းအရာကိုဆွေးနွေးပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့စွမ်းဆိုတာဘာလဲဆိုတော့စွမ်းဆိုတာဒီ ability to do work အလုပ်လုပ်နိုင်တဲ့အရာကိုစွမ်းအင်လို့ခေါ်တယ်လူသားတွေမကဘူးကျွန်တော်တို့ဒီစကြောက်လာတစ်ခုလုံးမှာဘယ်အရာကိုပဲလုပ်လို့ကျွန်တော်တို့ဒီစွမ်းအင်လိုအပ်တယ်ပေါ့ဥပမာကျွန်တော်လူသားတယောက်အနေနဲ့ပြောမှဆိုကျွန်တော်တို့နေ့စဉ်အသက်ရှူနေတယ်စကားပြောနေတယ်နောက်တွေးခေါ်နေတယ်ဒီစားသရဲ့အားလုံးအတွက်ကိုဒီတွေးခေါ်ဖို့အတွက်ဆိုလဲကျွန်တော်တို့စွမ်းအင်လိုအပ်တယ်ဒီစကားပြောဖို့အတွက်အသက်ရှူဖို့အတွက်ဆိုလဲ basic need ပေါ့နော်အခြေခံလိုအပ်တဲ့စွမ်းအင်တွေကနေ့စဉ်နဲ့များလိုအပ်နေတယ်အဲ့ဒီမှာကျွန်တော်တို့ဒီပညာတွေထွန်းကားလာတဲ့အချိန်မှာကျွန်တော်ဖုန်းတွေအသုံးပြုတယ်တခြားဒီနည်းပညာနဲ့ပတ်သက်တဲ့ပစ္စည်းတွေအသုံးပြုတာတွေစတာတွေနဲ့လည်းရရှိမှုပေါ်မူတည်ပြီးတော့အသုံးပြုနေရတာဖြစ်တယ်ဥပမာထားတော့ဒီလျှက်စစ်စွမ်းမရှိဘူးဆိုရင်ကျွန်တော်တို့ဒီဖုန်းတွေအသင်းမှုတိကူသားတဲ့အချိန်မှာဆိုလည်းဒီကျန်းမာရေးကုသမှုမှာပို့ပြီးအဆင့်မြင့်တဲ့ကုသမှုတွေပေးဖို့အတွက်ကြတော့ဒီစွမ်းရည်နေမရှိဘူးဆိုရင်ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့စွမ်းရည်ကအလောက်ထိရေးပါတယ်ကျွန်တော်တို့လူသားမျိုးနွယ်တစ်ခုလုံးကိုလည်းဒီစွမ်းရည်နဲ့ပဲမောင်းနေနေတာပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့သိပြီးသားစွမ်းရည်တွေကဘာလဲပေါ့နော်ဘယ်လိုမျိုးရှိလဲပေါ့ဆိုတော့စွမ်းရည်ကပုံစံမျိုးမျိုးနဲ့တည်ရှိနေကြတယ်အဲ့ဒီအထဲမှာကျွန်တော်ပထမဆုံးဆွေးနွေးချင်တာဒီ chemical energy ပေါ့နော်ကျွန်တော်တို့အခုအလုပ်တွေလုပ်နေကြတယ်မှာပစ္စည်းကိုတနေရာနဲ့တနေရာရွှေ့တာနောက်တစ်ခုကျွန်တော်ခုနကပြောလို့တွေးခေါ်တာသွားတာလာတာဒါတွေအကုန်လုံးကစွမ်းရည်ကြောင့်ပဲအဲ့စွမ်းနေရပဲရလဲဆိုတော့ကျွန်တော်တို့ဒီအစားအသောက်တွေကနေရတယ်ပေါ့နော်ဒါကိုကျွန်တော်တို့က chemical energy လို့ခေါ်တယ်ဘာဖြစ်လို့ chemical energy လို့ခေါ်တာလဲဆိုတော့သူက chemical ဘုံနေမှာဒီစွမ်းရည်တွေကိုထူလောင်ပေးထားတယ်ကျွန်တော်တို့ဒီထမင်းကိုကျွန်တော်တို့ကစားလိုက်တော့မှဒီထမင်းမှာရှိတဲ့ carbohydrate တွေကတဖြည်း carbohydrate တဖြည်းနဲ့ဖြိုခွဲပြီးတော့နောက်ဆုံး glucose level ရောက်သွားတယ်ပေါ့နော် glucose level ရောက်သွားပြီးအချိန်မှာဒီ glucose ကိုကျွန်တော်တို့ဖြိုခွဲပြီးတော့အဲ့ဒီကနေတော့မှရလာတဲ့အဲ့ဒီဘုံတွေကိုဖြိုခွဲပြီးတော့မှရလာတဲ့ ATP ပေါ့နော် adenosine triphosphate ကိုကျွန်တော်တို့ဒီလူသားတွေရဲ့ cell တွေပေါ့နော်တွာလာလို့ရဖို့အတွက်ဆိုရင်ဒီကြွက်သား cell တွေကလှုပ်ပြီးတော့အဲ့ဒီ cell တွေမှာလိုအပ်တဲ့စွမ်းအင်ကိုအဲ့ဒီကနေထုတ်ယူသုံးစွဲတယ်အဲ့ဒါကြောင့်သူ chemical energy လို့ခေါ်တယ်နောက်တစ်မျိုး chemical energy ဘာတွေရှိလဲဆိုတော့ဟိုမှာဓာတ်ခဲပေါ့နော်ဓာတ်ခဲဆိုရင်သူကဓာတ်ခဲထဲမှာဆိုရင်သူက chemical energy ရှိတယ်အဲ့ဓာတ်ခဲကနေပေါ်မှာကျွန်တော်တို့တခြား energy တွေကိုရယူသုံးစွဲတယ်နောက်တစ်ခုကတော့ကျွန်တော် petrol ပေါ့ကားတွေမှာဒီဓာတ်ဆီဆိုလဲဒါ chemical energy တွေမှာပါဝင်တယ်ပေါ့နော်နောက်တစ်မျိုးကတော့ဒီ electrical energy ဆိုတာတော့အားလုံးသိပြီးသားဖြစ်မယ်လျှက်စစ်စွမ်းရည်ပေါ့အသုံးလည်းများတယ်ဒီကဘာနဲ့ဝမ်းလဲဒီလျှက်စစ်စွမ်းရည်ကိုအဓိကအထားအသုံးပြုကြတယ်ပေါ့နော်ဘာကြောင့်လျှက်စစ်စွမ်းရည်ကိုအဓိကထားအသုံးပြုကြလဲဆိုတော့ဒီလျှက်စစ်စွမ်းရည်ကအရန်လွယ်ကူတယ်သုံးရတာအရန်လွယ်ကူတယ်နောက်တည်ပို့ဆောင်အောင်လည်းအရန်လွယ်ကူတယ်ဥပမာကျွန်တော်တို့ထားပါတော့ခုန chemical energy နဲ့ရှင်ပြောမှဆိုရင်လျှက်စစ်စွမ်းရည်ကိုတည်ဖို့အတွက်ကြောင့်ကျွန်တော်တို့ကဒီ wire ကြိုးတွေပဲလုပ်မယ်ဒါပေမဲ့ခုနဒီ chemical energy တဲကဒီ petrol ပေါ့နော်စီဆိုရင်လည်းကျွန်တော်တို့စီကိုခါလိုင်းနဲ့တည်သွားမယ်ပြီးတူလောင်းလေးလုပ်အောင်အဲ့တူလောင်းပြီးတော့မှကျွန်တော်တို့ကပြီးတော့အဲ့ဒါကိုပြန်ပြီးတော့အသုံးပြုအောင်ဆိုတော့အဲ့ဒါနဲ့ရှင်မယ်ဆိုရင်တော့ကျွန်တော်တို့လျှက်စစ်စွမ်းရည်ကအရန်လွယ်ကူတယ်ပေါ့နော်သုံးရတာဆိုတော့ဒီလျှက်စစ်စွမ်းရည်ကဘယ်လိုဖြစ်လာလဲဆိုတော့အဓိကတော့လျှက်စစ်စွမ်းရည်ဆိုတာဒီ charge particle တွေပေါ့နော်atom မှာပါတဲ့ atomic particle တွေဖြစ်တဲ့ electron တွေပေါ့ဒီ charge particle electron တွေရွှေ့လျားမှုကြောင့်ဖြစ်ပေါ်လာတဲ့ဒီ force ကိုအားတစ်ခုကိုကျွန်တော်တို့စွမ်းရည်ဖြစ်အသုံးပြုတယ်လျှက်စစ်စွမ်းရည်ဆိုတာဒီ electron တွေရွှေ့လျားမှုကြောင့်ဖြစ်လာတဲ့စွမ်းရည်လို့ပဲပြောမှာပေါ့ပြီးရင်ကျွန်တော်တို့နောက်တစ်ခုသိထားတဲ့ radiant energy electromagnetic wave တွေကနေလာတဲ့စွမ်းရည်တွေဖြစ်တယ်ပေါ့နော်ဥပမာအနေနဲ့ကျွန်တော်ဒီအလင်းနောက်ပြီးတော့
X-ray တွေပေါ့ X-ray တို့ gamma ray တို့ဒါတွေကလည်းဒီ radiant energy လို့ခေါ်တာပေါ့ဆိုတော့ဒီမှာ X-ray တွေဆိုရင်ကျွန်တော်တို့ဒီစေကူတာတဲ့အချိန်မှာဓာတ်မှန်ရိုက်တဲ့အချိန်မှာအသုံးပြုတယ်နောက်ပြီးတော့ gamma ray တွေ microwave တွေဒီအရာတွေဆိုလည်း radiant energy တွေမှာပါတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကျတော့ thermal energy ကျတော့ဒီအပူစွမ်းအင်ပေါ့အပူစွမ်းအင်ကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့ဥပမာအပူစွမ်းအင်ကျတော့အရာဝတ္ထုတွေရဲ့ particle တွေလှုပ်ရှားမှုကြောင့်ဖြစ်လာတယ်ဒါကို thermal energy လို့ခေါ်တယ်ဥပမာထားတော့ဘာနာ petrochemical energy ကိုကျွန်တော်တို့ဖြိုခွဲလိုက်တယ်ဖြိုခွဲပြီးမှ combustion ဖြစ်တယ်ပေါ့နော်ပေါက်ကွဲစေတယ်ပေါ့အတွင်းထဲမှာအပူ energy စွမ်းအင် energy ဖြစ်လို့ပြောင်းတယ် energy ဆိုတာကလည်းပုံစံတစ်မျိုးကနေတစ်မျိုးအဲ့လိုချင်းပြီးအသုံးပြုတယ်ပေါ့ဥပမာခုနထားတော့ lethal energy ဆိုလဲကျွန်တော်တို့ကယူလျာဖို့အတွက်ဒီ lethal ကနေမှကျွန်တော်တို့ထမင်းချက်တာတွေဒါတွေအမျိုးမျိုးအသုံးပြုကြတယ်ပေါ့ energy ဆိုတာပုံစံတစ်ခုကနေတစ်ခုပြောင်းလဲအသုံးပြုနေရတာဂျားပြတစ်ခုပြောချင်တာ energy ဆိုတာကျွန်တော်တို့ဖြည့်ဆည်းလို့မရအောင်နောက်ပြီးတော့ဖန်တီးလို့လည်းမရအောင်တစ်ခုက energy ဆိုတာပုံစံပြောင်းပြီးအသုံးလို့ရတယ်ဒါကကျွန်တော်တို့ loss of conservation of energy လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့နေထိုင်တဲ့ဒီကဘာဂျိုတစ်ခုလုံးပေါ်မှာရှိတဲ့စွမ်းအင်တွေကအသေးအတွေကျွန်တော်တို့လူတွေဖန်တီးထားတာလည်းမဟုတ်ဘူးပေါ့နော်ဒီရှိပြီးသားစွမ်းအင်တွေကိုကျွန်တော်တို့ကဘယ်လိုအသုံးပြုအောင်လဲဆိုတာရှာတွေ့ထားတဲ့သဘောပဲရှိတယ်ပေါ့ mechanical energy ဆိုတာဘာလဲဆိုတော့အတိစွမ်းအင် potential energy နဲ့အရွေ့စွမ်းအင် kinetic energy တို့ကိုပေါင်းထားတာဖြစ်တယ် potential energy ဆိုတာပစ္စည်းတစ်ခုကအမြင့်တနေရာမှာရှိတယ်သူမရွေ့ရဘူးသူဥပမာစာအုပ်တုပ်ကိုကျွန်တော်တို့ကစာအုပ်စင်ကိုတင်ထားတယ်စာအုပ်စင်ကိုတင်ထားတယ်သူ့မှာ potential energy ကရှိနေတယ်ဘာကြောင့်လဲဆိုတော့ကွာမြေပြင်ကသူ့ကိုဆွဲထားတော့ကြောင့်သူ့မှာသူ့ရဲ့ကိုယ်နိုင်မှာ potential အတိစွမ်းရင်ရှိနေတယ်သူကမပြုတ်ကြလာမရှင်သူ့မှာ kinetic energy မရှိဘူးပေါ့နော် motion မရှိတဲ့အတွက် kinetic energy မရှိဘူး energy ကိုဥပမာဘာနဲ့ပေးခြင်းလဲဆိုတော့ demolish လုပ်တဲ့ဒီ ball တွေပေါ့နော် demolish လုပ်တဲ့ ball ဆိုတာဒီဖြက်စီးတဲ့ ball တွေပေါ့တန်လုံးတွေဆိုရင်ဒီသူကအုံနေရတစ်ခုဖြိုးမယ်ဆိုရင်သူကဒီတန်လုံးလွှဲလိုက်တယ်ပေါ့လွှဲပြီးမှဒီအုံနေရကိုသူကတိုက်တယ်အဲ့ဒီအချိန်မှာအုံနေရကိုပြိုတယ်အဲ့တော့တန်လုံးမှာလည်းသူကအမြင့်တနေရာမှာထားရတဲ့ဒီတန်လုံးမှာ potential energy ရှိနေတယ်နောက်တစ်ခုကသူ့ကိုအဲ့လိုမျိုးလှုပ်တဲ့အတွက်သူ့ကိုလွှဲလိုက်တယ်ပေါ့နော် motion လုပ်တဲ့အတွက်ကြောင့်သူ့မှာ kinetic energy လည်းရှိနေတယ်ဒါကြောင့်သူ့မှာ potential energy ရော kinetic energy ရောနှစ်ခုလုံးပေါင်းပြီးတော့မှသူက mechanical energy ရအောင်လုပ်ပြီးတော့စွမ်းအင်ကိုအသုံးပြုတယ်ပေါ့နောက်တစ်ခုကကြတော့ nuclear energy ဆိုတာကြတော့ဒီ nuclear ရဲ့ center မှာရှိတဲ့ energy ကိုကျွန်တော်တို့က nucleus energy လို့ခေါ်တယ်အဲ့ဒီ energy ကနေပြီးမှကျွန်တော်တို့အခုဆိုရင် nuclear power plants တို့နောက်ပြီးတော့ nuclear bomb တို့ထုတ်တယ်ပေါ့နော် solar system တခုတည်းသောနေရလဲပေါ့နော်ဒီ nuclear energy ကိုပဲအသုံးပြုထားတယ်ဆိုတော့ nuclear energy မှာကျတော့သူကပုံစံတစ်မျိုးနဲ့သုံးလို့ရတယ်ပေါ့ပထမတစ်ခုက fusion နဲ့ fission ဆိုပြီးတော့ပေါ့နော် fusion ဆိုတာကျတော့ nucleus ထဲမှာရှိတဲ့ particle တွေပေါင်းပြီးတော့မှထွက်လာတဲ့ energy fission ကျတော့ဒီ particle တွေခွဲထုတ်လို့ထွက်လာတဲ့ energy ပေါ့နော်အဲ့ဒီမျိုးကွာတာပေါ့ဆိုတော့ကျွန်တော်တို့နေရာကျတော့ nuclear fusion energy ကိုအသုံးပြုတယ်ပေါ့ဒါကတော့ကျွန်တော်တို့လောလောဆယ်သိထားတဲ့ကျွန်တော်တို့သိထားပြီးသားစွမ်းရည်တွေပဲပေါ့နော်ဒီထက်ပိုပြီးတော့လူတွေကစွမ်းရည်တွေလိုအပ်လာတယ်စွမ်းရည်တွေလိုအပ်လာတဲ့မြတ်စွမ်းရည်အသစ်တွေကိုရှာဖွေလာကြတယ်ဖန်တီးတာတော့မဟုတ်ဘူးเนาะကျွန်တော်တို့ဒီရှိပြီးသား energy တွေကိုကျွန်တော်ဘယ်လိုတွေအသုံးပြုလို့ရမလဲဆိုတော့ရှာဖွေလာကြတာပေါ့နော်ကျွန်တော်တို့ဒီစွမ်းရည်အသုံးပြုနိုင်တဲ့ပုံမူတည်ပြီးတော့ပဲကျွန်တော်လူသားတွေရဲ့ civilization ကိုသတ်မှတ်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့တနည်းအားဖြင့် Kardashev scale လို့လည်းခေါ်တယ် Kardashev scale ဆိုတာ1964ခုနှစ်မှာဒီရုရှားအခါဒါယူပါပီရာပညာရှင် Kardashev ကဖြစ်စုခဲ့တဲ့ scale ကိုပြောချင်တာပေါ့နော်ဆိုတော့သူ့မှာကျွန်တော်တို့အပိုင်း၃ပိုင်းခွဲထားတယ်ပထမကဒီ type 1 type 1 type 2 type 3ဆိုပြီးတော့ကျွန်တော်တို့သုံးခုခွဲထားတယ်ပေါ့နော် civilization သုံးခုခွဲထားတယ်ဒီ type 1ကိုတော့တနည်းအားဖြင့်ကျွန်တော်တို့က planetary civilization လို့ခေါ်တယ်သူကဘယ်လိုသဘောလဲဆိုတော့ကျွန်တော်တို့ဒီလူသားတွေကကမ္ဘာပေါ်မှာရှိတဲ့အရင်းမြစ်တွေအားလုံးကိုစွမ်းရည်ဖြစ်စွမ်းရည်အရင်းမြစ်တွေအားလုံးစွမ်းရည်ဖြစ်အသုံးပြုနိုင်ပြီ100%အသုံးပြုနိုင်တယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ type 1 civilization လို့ခေါ်တယ်ပေါ့နော်ဥပမာအနေနဲ့ဒီ solar energy တို့ wind energy တို့လေစွမ်းရည်နောက်ရေစွမ်းရည်အစဘောနော်ဒီပြန်လဲပြည့်ဖြူးမြဲစွမ်းရည်တွေကိုကျွန်တော်တို့ဒီ 100% အသုံးချနိုင်တဲ့ civilization ကိုကျွန်တော်တို့က
ဒီ type 1 civilization လို့ခေါ်ရပါတော့နောက် civilization type 2 civilization ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီ solar system ထဲမှာရှိတဲ့ energy ကိုကျွန်တော်တို့ကကောင်းကောင်းသုံးချလာနိုင်တယ်နောက်ပြီးတော့တခြား planet မှာရှိတဲ့ energy ကိုလည်းကျွန်တော်တို့ကဒီ solar system ရဲ့တခြား planet မှာရှိနေတဲ့ energy ကိုလည်းကျွန်တော်တို့ကအသုံးချလာနိုင်တယ်ပေါ့နော်နောက်တစ်ခုကဒီကျွန်တော်တို့ solar စွမ်းအင်ကိုလည်းဒီနေရဲ့ပက်လေးမှာ Dyson sphere တွေတိဆောက်ပြီးတော့စွမ်းအင်ကိုရယူလာနိုင်တဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့က type 2 civilization လို့ခေါ်တယ်ဒီ Dyson sphere ဆိုတာဒီနေရဲ့ပက်လေးမှာ structure တွေတိဆောက်ပြီးတော့နေမှာရရှိလာတဲ့စွမ်းအင်ကိုကျွန်တော်တို့ကစုစည်းပြီးတော့ပြန်လည်အသုံးပြုတာဆိုလိုတယ်ပေါ့နော် solar system ထဲမှာတခြားရနိုင်မဲ့စွမ်းအင်ရင်းမြစ်တွေကိုကျွန်တော်တို့ရယူသုံးစွဲနိုင်တဲ့ civilization ကိုခေါ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ stellar civilization လို့ခေါ်တယ်နောက်ဆုံး civilization တစ်ခုကတော့ကျွန်တော်တို့ ဘာ civilization လဲဆိုတော့ galactic civilization လို့ခေါ်တယ် galactic civilization မှာတော့ဒီလူသားတွေကဒီငကငွေတန်း galaxy မှာရှိတဲ့ဘီလီယံနဲ့ချီရှိတဲ့ကျေစင်စုတွေချီကနေစွမ်းအင်တွေကိုစုစည်းပြီးတော့ပြန်လည်အသုံးပြုလာနိုင်တဲ့အဆင့်ကိုခေါ်တယ်ပေါ့နော် type 1 civilization မှာတော့ကျွန်တော်တို့လူတွေက10 to the power 16 watt လောက်ကိုအသုံးပြုနိုင်ကြပါပေါ့နော်ဒီ type 2မှာဆိုရင်10 to the power 26 watt လောက်ကိုအသုံးပြုနိုင်ပြီးတော့ type 3မှာဆိုရင်10 to the power 36 watt လောက်ကိုအသုံးပြုနိုင်တဲ့အနေအထားမျိုးရှိမယ်ပေါ့ကျွန်တော်တို့အခု level က type 1 civilization ပြည့်မီပြီလားဆိုတော့လိုပါသေးတယ် type 1 civilization ပြည့်မီနိုင်မှုအတွက်ကိုကျွန်တော်တို့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေကအချင်းချင်းပူးပေါင်းဆောင်ရွက်ကြမယ်စိန်ခေါ်မှုတွေလည်းရင်ဆိုင်နေရတယ်ပေါ့နော်ဥပမာဘယ်လိုမျိုးလဲဆိုတော့ AI စိန်ခေါ်မှုတွေနောက် nuclear စိန်ခေါ်မှုတွေနောက်စစ်မက်ဖြစ်ပွားမှုတွေအဲ့ဒါတွေကလည်းကျွန်တော်တို့ဒီ type 1 civilization ရောက်ရှိမှုကိုဟန်တားနေတဲ့အကြောင်းအရာတွေဖြစ်တယ်ပေါ့ဆိုတော့အခုကျွန်တော်တို့ civilization ကဘယ်လောက်မှရှိလဲဆိုရင် 0.73 ပေါ့ 0.73 ဆိုတာဒီ civilization type 1 အောက်ကိုနည်းနေသေးတယ်လို့ပြောမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအားလုံးခန့်မှန်းကြတာကျွန်တော်ဒီပုံစံတိုင်းသွားမယ်ဆိုရင်ဒီ2100ပြည့်နှစ်လောက်မှာဆိုရင်ကျွန်တော်လူသားတွေက type 1 civilization ကိုရောက်လာနိုင်တယ်လို့တော့ဆိုထားတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီ energy နဲ့ပတ်သက်ပြီးတော့ energy ရင်းမြစ်တွေဘာတွေ energy ပုံစံတွေဘာတွေရှိလဲနောက်ပြီးတော့ဒီ energy နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူသားတွေရဲ့ civilization ကိုဘယ်လိုခွဲခြားထားလဲဆိုတဲ့အကြမ်းမြင်လေးကိုကျွန်တော်ဆွေးနွေးပေးတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးမှာရှိနေပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်